မင်္ဂလာပါလာစားတာအဆင်ပြေလား ဒီပါလေတကယ်လည်းကောင်းပါလေ ဟိုမုံဝိုးယူတာကိုညီမအကိုတို့အကျွေးစနစ်ထဲကိုထည့်ပေါင်းတာလားတီးတန့်ပေးတာလား တက်ပေးတာဟုတ် အဲဒီမှာမေးကြည့်နော်ယောက်ျားလေးတွေကိုခေါ်လားမခေါ်လားညီမလေး ခေါ်ပါလေယုံကြည်စိတ်ကြတယ်လာနိုင်ပါလေ ကျေးဇူးတင်ပါတယ်မိုင်းမငုတ်ပေးတာမိုင်းညီမလေးထည့်ပေါင်းလားမပေါင်းလား ပေါင်းပါဘူး နော်အကျွေးစင်းနဲ့ထည့်မပေါင်းနော်မုံဝိုးကတီးတန့်ပေးတာတချို့ကဟိုမုံဝိုးပေးတဲ့ဟာကိုကြုံငွေနဲ့ထည့်ပေါင်းတယ်ညီမရှိပတ်စံမဲ့လို့လာကြတယ်အဲ့လိုမျိုးမဟုတ်ဘူးနော်ကိုကစိတ်ချတဲ့နေရာကိုရွေးပြီးလာကြတာနော်ဘာဖြစ်ဖြစ်အမအကျဲနော်ဒီမှာအလုံးကျေးဇူးတင်ပါတယ်ညီမလေးတို့အဆင်ပြေလား ပါတယ်။ဘောဆာဆာရစိတ်ချပြီးတော့လာလို့ရတယ်။လောက်ကလည်းအကုန်လုံးစိတ်ကြည့်ပါစိတ်ချလက်ချနဲ့လာလို့ရတယ် ဒီမှာနော်လာကုန်ပြီးတော့ခေါ်ပေးဦးမှာနော်အဆင်ပြေတယ်မလားအကုန်လုံး ။စိတ်ကြည့်ပါတယ် ဒီမှာယောက်ျားလေးလည်းမပါဘူးမပါတော့နော်ယောက်ျားလေးလည်းပါရနော်မလင်များတွဲတွေကစမတောက်မစားရင်ခေါ်တယ်တောက်စားမူးယူနေလူဆိုတာမခေါ်တာကိုရီးယားအဲ့လိုမျိုး ပါတယ်နော်ဒီများ